မင်္ဂလာပါရှင်ညီမတို့ရဲ့ resident ဒီမှာ BD management တင်က2026 April လမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုညီမကပြောပြပေးသွားမှာဖြစ်ပါတယ်130 kVA generator ကိုစပစ်ပြုတ်လုပ်ပေးခြင်း E5 charging meter unit များတက်ဆင်ပေးခြင်းအလွာတိုင်းမှာရှိတဲ့ void area ကခုချေးတွေကိုတန့်ရှင်းရေးပြုလုပ်ပေးခြင်းလိုအပ်တဲ့နေရာတွေမှာမိသက်ဆေးဘူးများကိုထားရှိပေးခြင်း pest control များပြုလုပ်ပေးခြင်းအခန်းတွင်း maintenance များကိုလည်းလိုအပ်တယ်လို့စစ်ဆေးပေးခြင်းအခန်းတွင်းကရေပိုက်လိုင်းများကိုပြုပြင်ပေးခြင်းwater riser ပိုက်လိုင်းများအနှဲငယ်အရာဖြစ်နေ၍စစ်ဆေးပေးခြင်းအခန်းတွင်းပါကီအခင်းများရေဆိုသွားသဖြင့်မိရပူပေးပြီးတော့ပြန်လည်ထိန်းသိမ်းပေးခြင်း6လမှာရှိတဲ့ရေပိုက်လိုင်းများအနှဲငယ်ပေါက်သွားတဲ့အတွက်ကြောင့်ပြုပြင်ပေးခြင်းရေချိုးကန်ဒရိန်းမှာ leakage ဖြစ်နေတဲ့အရာများကိုပြုပြင်ပေးခြင်းကိုနိုဘေးမှာရှိတဲ့ရေမြောင်းများကိုလေပါခေါ်ပြီးတော့ရေမြောင်းဖော်ပေးခြင်းတို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါညီမတို့ resident 80မှာ April လအတွက် maintenance fee ကိုတော့ square feet အလိုက်3,200ကျပ်ကနေ3,500ကျပ်ဆိုပြီးတော့တက်မှတ်ကောက်ခံထားပါတယ်ရှင်ဒါဆိုရင်တော့မေလအတွင်းမှာ BD management ရဲ့လှုပ်ဆောင်ချက်တွေကိုနောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြပြပေးပါမယ်ရှင်